အားလုံးပဲမင်္ဂလာပါ Football Match Arsenal page မှာကြိုဆိုလိုက်ပါတယ်ကျွန်တော် page ကတော့ Arsenal အကြောင်းပြောမယ့် page လေးဖြစ်ပါတယ်ဒီကနေ့ကတော့ Villa ဘက်မှာကန်သွားတဲ့ Villa vs Arsenal ပွဲပြီး review ဖြစ်ပါတယ်ပွဲနဲ့ပတ်သက်ပြီးပြောမယ်ဆိုရင်ဒီစင်းမှာတရားနဲ့ပြန်ပါလာတဲ့ Neural Captain Odegaard ပြန်ပါလာပါတယ် Odegaard ပြန်ပါလာတဲ့ညအစေးကိုတောင်းပန်ပြန်ထုတ်တာပြီး fit တက်မဖြစ်သေးတဲ့ Kai Goretzka Moino ပဲပြန်ထည့်သုံးလာခဲ့ပါတယ် CV တစ်စုံမှာတော့ဒဏ်ရာရနေတဲ့ Saliba နဲ့ Gabriel တင်မနဲ့ Hincapié ကိုပွဲထုတ်လာခဲ့ပါတယ်ပွဲကဆလာနဲ့အမြိုင်ဆိုင်ပါပဲပထမမိနစ်10မိနစ်မှာလည်း Odegaard ကန်ဝင်ရရှိခဲ့ပါတယ် Odegaard ကန်ပြီးမကြခင်ပါပဲ Aston Villa ဘက်မှာ Oliver King ပိုင်ခွင့်ရရှိခဲ့ပါတယ်အခုတော့ David Raya ကကွယ်နိုင်ခဲ့ပါတယ်ဒီပွဲမှာသာတွေးပါတာမကောင်းဆိုရင်အစောပိုင်းနဲ့ကိုပေးနေရပါပါနောက်ထပ်မိနစ်18မိနစ်ပါပဲကျွန်တော်တို့ငယ်တူလေးစာကကန်တုံးငယ်ရရှိခဲ့ပါတယ်အဲ့ဒါကိုတော့မဖြစ်ခဲ့ပါဘူးပွဲချင်းတွေကိုပြောင်းလဲဖြစ်စေနိုင်မယ်ကိုတော့ Aston Villa ဘက်မှာ35မိနစ်မှာဘယ်ဘက်တော့မှနေပြီးတော့ကန်နေပေးလိုက်တဲ့ဘောလုံးကို cash မှာပိုင်ကန်တုံးငယ်ရပြီးတော့ Raya ရဲ့ပေါင်ကြားတဲ့ကနေဝင်သွားတဲ့အတွက်ကိုပေးလိုက်ရပါတယ်ပထမပိုင်းပြီးမှာတော့ဖောင်ပြောင်းနေတဲ့ Marino နဲ့ Azzi ကိုထုတ်ပြီးတော့ကျွန်တော်ရဲ့ main သားကြီး Victor Gyökeres နဲ့ Trossard ကိုထည့်ပြီးတော့လူစားထုတ်ခဲ့ပါတယ်ပထမပိုင်းကစားပြီးတိတ်မကြဘူးမိနစ်52မိနစ်မှာပဲ Arsenal တို့ခြေပါကိုပြန်ရရှိခဲ့ပါတယ်အခုတော့ Saka ကနေပြီးတော့ Odegaard ကိုပြန်ပြီးOdegaard မှာ Saka တစ်ဆင့်ကိုပေးပြီးတော့တွဲတော့ကနေကိုရရှိခဲ့ပါတယ်ဒီရာဒီမှာတော့ Trossard ကနေ Arsenal ကိုတွေအများကြီးရရှိနေပါတယ်ချီပါကိုရရှိပြီးတာနဲ့ Arsenal တို့ကနိုင်ကိုရဖို့အတွက်တမန်ကြိုးစားလာခဲ့ပါတယ်ဒါပေမဲ့လည်းအဲ့ဒီ moment ကတိတ်မကြခဲ့ပါဘူး68မိနစ်မှာ Odegaard ကန်လိုက်တဲ့ဘာတန်းဘောကအလုံးလေးကိုသမားမာတီနဲ့ကောက်ကပို့ထုတ်နိုင်ခဲ့ပါတယ်ပွဲပြီးကိုနောက်ဆုံး10မိနစ်လောက်မှာ Arsenal အသင်းကနိုင်ငယ်ချင်းရင်လာပြီးတော့ပတ်စင်တွေပါပြတ်ကုန်ပါတယ်အရင်ပွဲနေတော့ကတော့ Declan Rice ရဲ့ fitness က 100% အပြည့်ရှိတော့ဝဲလုံးကိုစောက်ကစားနိုင်ပြီးတော့ဒီပွဲမှာ fitness အရင်မပြည့်နေတော့ Declan Rice ရဲ့ကြာလာတဲ့အချိန်ရောက်တော့ကျွန်တော်သိတာပါတယ်အဲ့လိုနဲ့ပဲပွဲပြီးကနေနောက်မှာ Arsenal အတွက်နောက်ဆုံးအသေးခွဲကိုပေးလိုက်ရပါတယ်ဒီပွဲမှာတော့ကျွန်တော်တို့ရဲ့ captain ဖြစ်တဲ့ Odegaard ဒီအကြောင်းနဲ့တော့ပြောရမယ်တရားပြန်လာတဲ့ Odegaard ကပုံမှန်ခြေစားတော့မရနိုင်သေးဘူးတချို့ဘောလုံးတွေဆိုရင်ညမစံပေးလို့ရတဲ့နေရာတွေဆိုရင်မပေးဘူးတခါလေဘောလုံးရမ်းဆိုင်တယ်တပတ်တင်ရလူတွေပြန်လာတာကိုစောင့်နေတယ်လို့ပဲဒီ Villa နဲ့ပွဲမှာတော့အရင်ကထက်ကို area ပြင်ပနေပြီးတော့ဘောလုံးတွေကိုကိုယ်တွေကိုနှံ့ကန်ခဲ့ပါတယ်ဒါပေမဲ့လည်းအရင်မထီရောက်ဘူးကိုသမားစီကိုပဲတက်တက်ပြီးကန်ပြီးတို့ပဲဖြစ်နေပါတယ်ဒီပွဲမှာတော့ခြုံပြောရရင်ကျွန်တော် Arsenal တင်ထက်ပတ်တင်ဖြစ်တဲ့ Unai Emery ပီနာပူကောင်းခဲ့တဲ့ပွဲဖြစ်ခဲ့ပါတယ်နောက်ဆုံးမိနစ်အထိနောက်ကျကိုရအောင်ဆွဲဆောင်နိုင်ခဲ့တယ်ကိုဒီ Arsenal ကတော့အနိုင်ကိုရဖို့အတွက်တမကြိုးစားတော့ပဲ Villa ကတော့ပွဲပြီးကန်ဒီအထိနိုင်ကိုရအောင်ကြိုးစားပါပါတယ် Arsenal အတွက်ကတော့ Villa back မှာချန်ပီယံဖြစ်ဖို့အတွက်ခက်ခဲအတားအဆီးတွေဖြစ်နေတော့မှာပဲအခုဆို Arsenal ကစနစ်ကMan Cityကိုနံပါတ်အကွာနဲ့ပဲဖျက်ထားနိုင်တော့ပါတယ်နောက်ပွဲတွေ Arsenal ဘယ်လို bounce back ပြန်လာနိုင်မှာလဲဆိုတာစောင့်ကြည့်ရတော့မှာဖြစ်ပါတယ်ချန်ပီယံညကျမှပြန်နေလို့ရပါလို့